ချင်းညီကိုများအားလုံးပဲမင်္ဂလာပါ Batchway Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဇန်နဝါရီ18ရက်စူပါဆန်ဒေးမှာလဲဥရောပဘောလုံးပွဲတွေကစားဖို့ရှိပါတယ်ထိုပွဲတွေများတဲ့ကမှကြေးကြိုက်သုံးပွဲကိုညီကိုတို့အတွက်သုံးသက်ရွေးချယ်ပေးပါရွေးချယ်မှုမစားခင်ဘောလုံးပွဲတွေကိုအနည်းဆုံးရတဲ့ဖြစ်အောင်နှိမ့်စင်မပြတ်ရွေးချယ်ပြီးတင်ပေးနေတာဖြစ်တဲ့အတွက်အပန်းမကြီးဘူးဆိုရင် Channel ကို Like and Subscribe နှိပ်ပေးခဲ့လို့ရပါတယ်ပထမဆုံးပွဲအနေနဲ့အခုည7:00နာရီခွဲမှာကံမဲ့ပြည်သစ်လီဂူပွဲစဉ်ဖြစ်တဲ့စတာဘောအသင်းနဲ့မတ်အသင်းပွဲစဉ်ကိုရွေးချယ်ပေးထားပါတယ်နောက်တစ်လုံးကဇာရိုက်မှုကိုကြည့်ရင်ဒီနေ့အေရှင်ပြစ်ကစားမဲ့စတာဘောအသင်းဟာအဆင့်8နေရာမှာရှိပြီးအမဘေးဇာနောက်ဆုံးသုံးပွဲကိုကြည့်ရင်နှစ်ပွဲတည်တစ်ပွဲရှုံးထားပါတယ်အမဘေးဇာပွဲတွေမှာရလက်မကောင်းပေမဲ့ Conference League နဲ့ပြည်သစ်လီဖလားပွဲတွေမှာတော့အနိုင်ရထားပြီးရလက်ကောင်းတော့တွေးရပါတယ်အဝေးကွင်းဘက်ကတော့ရမန်12မှတ်နဲ့ဇာအောက်ဆုံးအဆင့်18နေရာမှာရှိပါတယ်အမဘေးဇာတော့5ပွဲမှာတစ်ပွဲမှနိုင်ပွဲမရထားပါဘူးနောက်တစ်လုံးကတော့ဒိုင်ယာအာဖရိကဖလားနေချင်းကတွေကြောင့်တစ်ဖက်ကိုကစားမှ6 ရောက်ထိလွှဲချော်ထားပါတယ်နောက်တစ်နေ့ကတော့သုံးပွဲတွေမှာအေရှင်စတာဘောအသင်းကပေါ်တိုင်းဒီကအနိုင်ရထားတယ်လက်ရှိပေါ်ကျဖွင့်လို့မှုကိုကြည့်ရင်အေရှင်စတာဘောကဘော်ဒီကြီး130ကိုပေါင်းကြီး3လုံးပေါင်း30ပေါက်တယ်အနည်းဆုံးကတော့ပွဲတွေမှာပြင်သစ်လီဖလားပွဲမှာအေရှင်စတာဘောကနိုင်ထားပေမဲ့အဝေးကွင်းဘက်ကတော့ကိုပြတ်နဲ့ရှုံးထားတယ်စတာဘောအသင်းရဲ့အိမ်ကွင်းတော်ကန်တဲ့3ပွဲကိုကြည့်ရင်တပွဲနိုင်တပွဲသေးတပွဲရှုံးထားတယ်မတ်အသင်းရဲ့အဝေးကွင်းတော်3ပွဲကလည်းနိုင်ပွဲမရထားဘူးအဝေးကွင်းဘက်ကလည်းတိုင်းဆုံးကရုံရမှာဖြစ်ပေမဲ့ဒီပွဲမှာအေရှင်စတာဘောအမဘေးစရနိုင်ပွဲပြန်ရမယ်လို့ယုံကြည်ထားတယ်ကြေးအောင်မလို့လဲတွေးရတဲ့အတွက်စတာဘောဘော်ဒီကြိုက်ပါတယ်နှစ်ပွဲမြောက်အနေနဲ့အခုည7:00နာရီခွဲမှာကံမဲ့အီတလီစီးရီးရဲ့ပွဲစဉ်ဖြစ်တဲ့ဘိုလိုလာနဲ့အသင်းနဲ့ဖီယိုရင်တီးနာအသင်းပွဲစဉ်ကိုသုံးသက်ရွေးချယ်ပေးပါအဲဒီတော့ပဲလီဇာနင်ကိုကြည့်ရင်ဒီအေရှင်ဘိုလိုလာအသင်းဟာအဆင့်8နေရာမှာရှိပြီးနောက်ဆုံး3ပွဲမှာတပွဲနိုင်တပွဲသေးတပွဲရှုံးထားပါတယ်ဒိုင်ယာ3ရောက်ရှိပါဂျာရက်ကန်တဲ့ပွဲတွေမှာတော့ဘီယိုနာအသင်းကိုအဝေးကွင်းကစားပြီး2-3ရလက်နဲ့နိုင်ထားတယ်အဝေးကွင်းဖီယိုရီနာအသင်းကတော့ရမ14မှတ်နဲ့တိုင်းလုံးနဲ့ရောက်နေပါတယ်အရင်နှစ်ကခြေသွမ်းအစိုးရမဟုတ်ပေမဲ့ဒီနှစ်မှာတော့ခြေသွမ်းကျလာတာတွေ့ရစီးရီးရဲ့နောက်ဆုံး3ပွဲကန်တာကိုကြည့်ရင်တပွဲနိုင်နှစ်ပွဲတေးကြထားပြီးရှုံးပွဲမရှိတာတွေ့ရဒီပွဲမှာဒိုင်ယာ4ရောက်ရှိတယ်နှစ်သိန်း30နောက်ဆုံး3ချိန်ကိုကြည့်ရင်တစ်ဖက်တစ်ချိန်နိုင်ထားပြီးတစ်ချိန်ကိုတော့တေးကြထားတယ်လက်ရှိပေါ်ရေပုံမှုကိုကြည့်ရင်အေရှင်ဘိုလိုနာကဘော်ဒီကြီး level 50ကိုပေါင်းကြီး290ပေါက်တယ်အနည်းဆုံးပွဲတွေမှာအေရှင်ဘိုလိုနာကအနိုင်ရလက်ကန်ထားနိုင်ပေမဲ့အဝေးကွင်းဖီယိုရီနာကတော့တေးပဲကန်ထားနိုင်တယ်ဘိုလိုနာအသင်းကလည်းစီးရီးရဲ့အကွင်းနောက်ဆုံး3ပွဲဆက်နိုင်ပွဲများထားတယ်လို့အင်ကွင်းအဝေးကွင်းဖီယိုရီနာတီးရကလည်းနောက်ဆုံးအဝေးကွင်း5ပွဲဆက်နိုင်ပွဲပြောက်ထားတယ်အဲဒီတော့နောက်ဆုံးနောက်ပွဲမှာဂိုးရထားပေမဲ့အဝေးကွင်းဖီယိုရီနာကတိုက်စစ်ကြောင့်ဒီပွဲမှာဂိုးနဲ့ပဲရွေးပါတယ်တွင်းကို2ဂိုးမကျော်တဲ့ပွဲလို့လည်းယုံကြည်ထားတယ်3ပွဲမြောက်အနေနဲ့အခုည7:00နာရီခွဲမှာကံမဲ့ပရီးမီးယားလိပွဲစဉ်ဖြစ်တဲ့ဝူအသင်းနဲ့နယူကာဆယ်အသင်းပွဲစဉ်ကိုရွေးချယ်ထားပါတယ်နှစ်သင်းလုံးရဲ့ဒေတာချက်လက်တွေကိုကြည့်ရင်ဒီနေ့အေရှင်ပြစ်ကစားမဲ့ဝူအသင်းကအောက်ဆုံးမှာရှိပြီးပရီးမီးယားလိ22ပွဲမှာတပွဲပဲနိုင်ထားတဲ့အသင်းဖြစ်ပါတယ်အေရှင်ဝူအသင်းရဲ့ပရီးမီးယားလိနောက်ဆုံး3ပွဲကန်တာကိုကြည့်ရင်တပွဲနိုင်2ပွဲသေးကြတာပြီးရလက်ပြန်ကောင်းတာတွေ့ရတယ်အဖေကပွဲမှာလည်းဂိုးပြတ်နဲ့နိုင်ပွဲရထားတယ်အဝေးကွင်းနယူကာဆယ်ကတော့ရမတ်3မှတ်နဲ့အဆင့်9နေရာမှာရှိပြီးပရီးမီးယားလိနောက်ဆုံး3ပွဲလုံးနိုင်ထားပါတယ်ဂျာရက်ကန်နဲ့ခါလာဘောမလာပွဲစဉ်မှာတော့ပထမအကြော့စီးရီးဖန်တဲ့ပွဲစဉ်မှာအိမ်ကွင်းကစားပြီးမန်စီးတီးအသင်းကို0 ရက်လက်နဲ့ရှုံးထားတယ်ဒိုင်ယာစင်းကိုကြည့်ရင်အေရှင်ဝူအသင်းမှာ4ရောက်ရှိပြီးအဝေးကွင်းနယူကာဆယ်မှာတော့9ရောက်ထိရှိပါတယ်အသင်းနဲ့နောက်ဆုံး3ချိန်ကိုကြည့်ရင်အဝေးကွင်းနယူကာဆယ်ကသာ3ပွဲလုံးနိုင်ထားတယ်လက်ရှိပေါ်ကျပွင့်လူမှုကိုကြည့်ရင်အဝေးကွင်းနယူကာဆယ်ကဘော်ဒီကြီး1ပေါင်း60ကိုပေါင်းကြီး3ပေါင်း50ပေါက်တယ်ဘော်ဒီကြီးပွင့်လူမှုကိုကြည့်ရင်ဒါနဲ့ကနယူကာဆယ်နေချင်းအောင်ဖွင့်ပေးထားတာတွေ့ရတယ်လက်ရှိမှာနယူကာဆယ်ကဂျာရက်မှာချန်ပီယံလိကစားဖို့ရှိနေတာတကြောဒီဘက်မှာလူမစုံတာကြောင့်ကျေးပြောတယ်လို့ထင်ပါတယ်အေရှင်ဝူအသင်းကလည်းတိုင်းရဲဆုံးကအသင်းဖြစ်ပေမဲ့နောက်ဆုံး3ပွဲရလက်ပြန်ကောင်းလာတဲ့အတွက်ဒီအေရှင်ဒီပွဲမှာနောက်တဲ့ပိတ်တိုင်မယ်လို့နောက်တဲ့ပိတ်ကစားမယ်လို့မထင်ပါဘူးအနိုင်ရလက်ပြောင်းကြိုးစားလာမှာပါအဝေးကွင်းနယူကာဆယ်ကလည်းဥရောပနိုင်ငံသားတွေမျှော်လင့်လို့ရတဲ့အခြေအနေရှိပါတယ်3ပွဲဆက်ဂိုးသွင်းထားနိုင်တဲ့ဝူအသင်းဒီပွဲမှာဂိုးသွင်းကိုရမယ်လို့ယုံကြည်ထားပါတယ်တွဲဆုံမှုတိုင်းမှာဝေးကွင်းနယူကာဆယ်ကအသာရပေမဲ့ဒီပွဲမှာအေရှင်ဝူအသင်းမှာကြိုက်ပါတယ်ဒီနေ့ရွေးချယ်ပေးမှု3ပွဲကိုကြိုင်းနေတဲ့ဆိုရင်ရွေးချယ်နိုင်ပြီးမကြိုက်ရင်လည်းဘက်ကနိုင်ပါတယ်ညီကိုတို့အားလုံးပဲကံကောင်းကြပါစေဗျာ